ပြည်ထောင်စုနယ်မြေနေပြည်တော်စပူသီရိမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့အစိုးရရဲ့အနည်းပညာထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပတဲ့စာဖတ်ချိန်မြင့်တင်နဲ့လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုရမန်နေ့နဲ့နေ့ပိုင်းကအစိုးရအနည်းပညာထက်တန်းကျောင်း၌ကျင်းပခဲ့ပါတယ်ရှင်။ရှေးဦးစွာပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါက်တာသိန်းစင်ကအဖွဲ့အမှားစကားပြောကြားပြီးအခမ်းအနားမှုကစာရေးဆရာကိုရွှေအောင်သိန်းရဲ့အထုပ်ပတ္တိကိုဖတ်ကြားခဲ့ပြီးနောက်စာရေးဆရာကိုရွှေအောင်သိန်းကလူငယ်နဲ့အနာဂတ်နိုင်ငံတော်ခေါင်းစဉ်ဖြစ်လူငယ်ရေးရာသိပညာပေးဟောပြောခဲ့ပြီးကျောင်းသားကျောင်းသူများကသိရှိလိုသည့်မိကုံများအပေါ်ပြန်လည်ဖြေကြားခဲ့ရာမိကုံများမေးမြန်းဆွေးနွေးခဲ့ကြတဲ့ကျောင်းသူကျောင်းသားများအားအမှတ်တရလက်ဆောင်နဲ့ကိုယ်တိုင်ရေးစာအုပ်များကိုပေးရရှိမြင့်ခဲ့ပါတယ်ရှင်အဲ့နောက်နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌဦးမောင်မောင်တာကကျောင်းစာကြည့်တိုက်အတွက်စာအုပ်စာဆောင်များပေးရလှူဒန်းရာအစိုးရနှီးပညာထက်တန်းကျောင်းဆရာကြီးဦးအောင်ထိုက်သူကလက်ခံရယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်ရှင်အခမ်းအနားသို့တက်ရောက်လာကြသောကျောင်းသားကျောင်းသူများကပန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းမြတ်ထားတဲ့စာဖတ်ချိန်မြင့်တင်လူငယ်ရေးရာသိပညာပေးနိုင်ငံကစာဆောင်များနှင့်လူငယ်ရေးရာသိပညာပေးစာအုပ်စာဆောင်များကိုစိတ်ဝင်စားချီးကျူးလေးကြခဲ့ကြောင်းသိရှိရပါတယ်ဒီသတင်းကိုတော့စပူသီရိမြို့နယ်ပြန်ဆက်ကရိုက်ကူးပေးပို့ထားခြင်းဖြစ်ပါတယ်ရှင်